YouTube ကကျွန်တော်အားပေးနေတော့အကူအမှန်အများအားလုံးပဲမင်္ဂလာပါကျွန်တော်ပင်တူကက်လေးနဲ့ကျွန်တော်တွေ့ရှိတာလေးကိုကျွန်တော်ချပြပေးသွားမှာဖြစ်ပါတယ်နော်အားလုံးပဲကျွန်တော်ကိုမကြည့်သေးစိုက်တူရင်ယူတော့မှာနော်ကြိုင်မှလည်းထိုးပါမကြိုင်ရင်မထိုးပါနဲ့နော်ကျွန်တော်မတိုက်သွင်းပါဘူးကျွန်တော်တွက်ပြပေးပါမယ်ကျွန်တော်ရရှိတဲ့ဟာလေးတွေကိုအားလုံးကိုကျွန်တော်ပြန်လဲမျှဝေခြင်းသာဖြစ်ပါတယ်ဗျာဒါဆိုရင်ကျွန်တော်တို့ပထမတစ်ချက်ကျွန်တော်တို့ဆွဲပါမယ် site ကိုကျွန်တော်တို့ဒီ6ရက်ဒီ9ရက်ဒီ4ရက်ပေါင်းမယ်ပေါ့နော်6ရက်9ရက်4ရက်ဒီ3လုံးပေါင်းခြင်းရလက်ဒီကျွန်တော်ကိုမကြီးဒီ9လို့ဖြစ်တယ်နော်ဒီ3လုံးပေါင်းခြင်းဒီ9အဲ့ဒီ9ရက်ပါ3ရက်နော်အဲ့9ရက်ပါပါက3ရက်ဟုတ်ပြီနော်ကျွန်တော်အမျိုးအဲ့3ရက်ဒီတဲ့ထိတ်စီးဖြစ်ရမယ်နော်3ရက်ထိတ်လို့သူဝင်လာတယ်ပေါ့နော်ဒီမှာ3ရက်ထိတ်ဟုတ်ပြီနော်ဒါဆိုရင်လည်းနောက်တစ်ခါကိုလည်းကျွန်တော်တို့ကြည့်မယ်နော်ကျွန်တော်တို့3ရက်ရ6ရက်2ရက်ဒီ3လုံးပေါင်းခြင်းဒီ8ပါတဲ့8ရက်ပါပါဒီကျွန်တော်ကိုမကြည့်တယ်3လို့ရတယ်အဲ့3ဒီဒီမှာထိတ်စီပါနော်ပင်တူစနစ်လေးတွေလည်းပြီးတတ်တယ်ပေါ့နော်အဲ့3ဒီဒီမှာ3ထိတ်ပါနော်3ထိတ်ဒါဆိုရင်လည်းကျွန်တော်တို့နောက်တဲ့တစ်ခါကိုကျွန်တော်တို့ဆက်ကြည့်မယ်ကျွန်တော်9ထိတ်စီပုံလေးနဲ့လည်းတင်ထားပေးတယ်ပေါ့နော်စိုက်ကြည့်တစ်စိုက်3ရက်တဲ့3ညရက်တဲ့ခွန်ရက်တဲ့ဒီ3လုံးပေါင်းချင်း3ညဖြစ်နေတဲ့အတွက်3ညရက်ပါသွား9ထိပ်စီတို့ကျွန်တော်တို့ရတယ်ပေါ့နော်ဟုတ်ကဲ့ဒါဆိုကျွန်တော်တို့9ထိပ်စီလေးတစ်ချက်ကိုကျွန်တော်တို့တွေးထားပါတယ်ပေါ့နော်ကဲ9ထိပ်စီတစ်ချက်နော်ကဲဒါဆိုရင်ကျွန်တော်တို့ပုံမှန်ကြည့်တယ်အလဲတိုင်းကိုတွားကြည့်ရအောင်ဗျာနော်အလဲတိုင်းကိုတွားကြည့်ရအောင်အလဲတိုင်းကသူကဘယ်လိုမျိုးလုပ်ထားလဲဆိုတော့အဲ့ဒီ3လုံးပေါင်းချင်း9ရက်6ရက်ပေါင်းရင်17ကို1ကိုဒီ1နဲ့ပေါင်းမဆိုရင်2လို့ဖြစ်လိုက်တယ်အဲ့2လို့ဖြစ်လိုက်တဲ့အခါမှာ2ရက်ပါသွားသည်ခွန်ပါတဲ့နော်ကျွန်တော်ကိုမာဒီ2ရက်ပါသွားသည်ခွန်ပါတဲ့အဲ့ဒီခွန်ဒီအလဲတိုင်းပါတဲ့နော်အဲ့ဒီခွန်ဒီကအလဲတိုင်းပါတဲ့နော်ဒါဆိုရင်သူ့အပေါ်ကတ်လေးတစ်ခါနော်3ညခွန်နဲ့ဒီမှာ3ညခွန်တွဲရပြီဟုတ်ပြီနော်ဒါဆိုရင်နောက်တစ်ခါကိုကျွန်တော်တို့ကြည့်မယ်6ရက်3ညရက်ပေါင်းရင်6ပါတဲ့6ရက်ခွန်ရက်ပေါင်းရင်3ပါတဲ့အဲ့ဒီ3လို့ဖြည့်လိုက်ပြီဆိုရင်3ရက်ပါက8ပါတဲ့နော်ကိုမကြည့်ဒီအဲ့ဒီ8ဒီအလဲထိုင်ပေးရမှာဖြစ်ပါတယ်တဲ့နော်အဲ့ဒီ8ဒီပါတယ်လေအလဲထိုင်ပေးရမှာဖြစ်ပါတယ်ဒါသူကဟုတ်ပြီနော်ဒီမှာ3 8နဲ့ထောက်ပါတယ်ဟုတ်ပြီနော်8တို့3ညခွန်လို့ဖြစ်တယ်ဒါဆိုရင်လည်းကျွန်တော်တို့အပေါ်မှာကြည့်တယ်ကျွန်တော်တို့ဒီအကျိန်တော့ကိုကျွန်တော်ဆက်ပြီးတော့ရိုက်ကြည့်အောင်မယ်ဗျာပြီးမလားဒါဆိုရင်လည်း3ညရဲ့3ရက်ပေါင်းခြင်းက3ပါတဲ့8နဲ့ပေါင်းခြင်းတော့17ပါတဲ့1ပါတဲ့1ရက်ပါသွားဒီ6လဲတိုင်းပါတဲ့နော်ဒါဆိုရင်ဒါသူကဟုတ်ပြီနော်ဒါဆိုရင်လည်းကျွန်တော်တို့အကိုမကြီးတွေတဲ့သူကပြောနေတာ6အလဲတိုင်းပါနော်ဒါဆိုရင်ကျွန်တော်ဒီမှာရေးရမယ်နော်ဒါဆိုရင်ကျွန်တော်တို့ပါလဲ9ထိပ်စီ6လဲတိုင်းကျွန်တော်ရေးထားလိုက်ပြီနော်9ထိပ်စီနဲ့6လဲတိုင်းနဲ့ကဲဒါဆိုလို့ရှိရင်နဲ့ဒါဆိုလို့ရှိရင်နဲ့နောက်ထပ်အတွေ့အထိုက်ကသူကဘယ်လိုမျိုးလုပ်ထားလဲဆိုတော့ကျွန်တော်တို့
နောက်ပိတ်ဆိုင်ရတဲ့ဒီ9ရဲ့တဲ့ဒီ2အဲ့ဒီနှလုံးပေါင်းခြင်းကခွန်နောက်ပိတ်ပါတဲ့နော်ခွန်နောက်ပိတ်ပါတဲ့နော်ကိုမကြီးတယ်နော်အဲ့ဒီကခွန်နောက်ပိတ်ပါတဲ့ထွက်သွားတဲ့ကဏ္ဍဒီ3ညခွန်ဆိုတဲ့ကဏ္ဍဒီ3ညခွန်လို့ထွက်ပါတယ်တဲ့နော်ကဲတဲ့ဒါဆိုရင်ねကျွန်တော်တို့ကိုမကြီးနောက်တစ်ချက်ရိုက်ကြည့်အောင်နောက်တစ်ချက်ရိုက်ကြည့်အောင်ကျွန်တော်တို့ဒီမှာ6ပါတဲ့ဒီမှာခွန်ပါတဲ့6နဲ့ခွန်နဲ့ပေါင်းရင်းဒီ3တဲ့နော်6နဲ့ခွန်နဲ့ပေါင်းရင်းဒီက3အဲ့ဒီ3ကဘာကြောင့်နောက်မပိတ်တာလဲဒီ3ကကင်လို့မရတော့နောက်ပိတ်ဘာဖြစ်လို့လဲကျွန်တော်တို့ကဒီမှာထိတ်စီဖမ်းတာထိတ်စီဖမ်းတဲ့အတွက်နောက်ပိတ်ထည့်ပေးလို့မရဘူးသူကလုံးမိုင်လို့ပဲကင်မရအဲ့တော့ကျွန်တော်နောက်ကျနောက်ပိတ်ဆိုင်ဖြည့်ပြနော်ကျွန်တော်တဲ့အခုအဲ့ဒါဆိုလို့ရှိရင်ဒီအချိန်အတွက်ကိုကျွန်တော်ကြည့်မယ်သူကဘာဖြစ်လို့လဲဒီမှာတူသွားတဲ့အတွက်လေတူသွားတဲ့အတွက်ဆိုတော့သူကနောက်မပိတ်တော့ဒီမှာကင်နာပြီးဆိုတော့ဟုတ်ပြီလားဒါဆိုရင်ကျွန်တော်တို့ဒီ3ညရဲ့ဒီခွန်ရဲ့ပေါင်းခြင်းနှလုံးပေါင်းခြင်းဒီခွန်နဲ့အဲ့ဒီခွန်အပိတ်ကိုကျွန်တော်ကြိုက်ပါတယ်နော်ကျွန်တော်ခွန်အပိတ်ကိုကြိုက်ပါတယ်ကိုယ်နေတဲ့အတွက်ကျွန်တော်ကြိုက်ပါတယ်နော်ဒါဆိုရင်ကျွန်တော်ထည့်တိုင်း56ခွန်ဆိုတဲ့ကဏ္ဍဟုတ်ပြီနော်ဒါမှမဟုတ်ဘူးငါညီမင်းပြတဲ့ဟာနောက်ပိတ်ဆိုင်ရတည်တတ်မှုမရှိဘူးဆိုရင်ကျွန်တော်ထပ်ပြီးတော့ကျွန်တော်ချုပ်ပြီးသွားမှာဖြစ်ပါတယ်တေချာတော့ကြည့်ပြီနော်တေချာတော့ကြည့်ပြီပါကျွန်တော်တို့ဒီ6ရေဒီ3ညရဲ့ပေါင်းခြင်းဒီ3ညပါတဲ့3ညရဲ့ပါဝါ9 3ည9အဲ့ဒီ3ည9လည်းဘာဖြစ်လို့လဲဒီမှာ3ည9ပါဝါ3ည3ညခေါ်လာတဲ့အတွက်ဒီ3ညလုံးမိုင်လိုပဲဖြစ်နေရမယ်ဟုတ်ပြီနော်ကျွန်တော်ထည့်ပြဒါဆိုရင်ねဒီ3ညရဲ့ဒီ2ရဲ့နှလုံးပေါင်းခြင်း2ဖြစ်လိုက်2ရဲ့ပါဝါကခွန်ပါတဲ့နော်အဲ့2ရဲ့ပါဝါခွန်အဲ့ဒီ2ရဲ့ပါဝါခွန်ဆိုတော့ဒီမှာ3ကတူထားတယ်ဟုတ်ပြီနော်ကျွန်တော်တို့ဒီ3ညနဲ့2နဲ့ပေါင်းရင်2ပါဝါခွန်ဆိုတော့ဒါဆိုရင်ဒီ2ခွန်အပိတ်ကကောင်းတယ်ဘာဖြစ်လို့လဲကိုယ်ရွာပြီလေဗျာကိုယ်ရွာပြီဆိုတော့3 8နဲ့3 8ခွန်ဒီ3ကဒီမှာလုံးမိုင်လို့ဖြစ်သွားပြီဒီ3ညကလည်းဒီမှာတူထားတဲ့အတွက်ပါဝါခေါ်ထားတဲ့အတွက်9ဟုတ်ကန်နေမှာမလို့တော့3ညကထိတ်ဖြစ်ထားပြီโอเคတဲ့ဒါဆိုလို့ရှိရင်ねကျွန်တော်နားလဲအောင်ကျွန်တော်ရှင်းထုတ်ပြဒါဆိုလို့ရှိရင်ねကျွန်တော်တို့ကြည့်မယ်ဒီ3ရဲ့တဲ့ဒီခွန်ရဲ့တစ်ခါဆက်ပြီးပေါင်းမယ်တဲ့3ညပါ3ညရဲ့ပါဝါ3ည9ဆိုတော့ကျွန်တော်တို့9လုံးမှန်အောင်ကင်မရတော့မှာဖြစ်ပါတယ်ဘာဖြစ်လို့လဲဒီမှာထောင်းထားပြီဆိုတဲ့အတွက်ဒါ9လုံးမှန်ဒါမှမဟုတ်ရင်အရန်ကွက်တစ်ခွက်ရှိမယ်အရန်တစ်ခွက်ပေါ့နော်အရန်တစ်ခွက်ကျွန်တော်ပေါ်ပင်နဲ့ရေးပေးလိုက်မှာဟာအဲ့အရန်လေးတစ်ခွက်က3ည6ခွန်ကအရန်ကွက်ပါနော်ကဲအားလုံးပဲကိုမကြီးတွေကြိုက်တယ်ဆိုရင်ယူသုံးပါကျွန်တော်တွဲပြတာလည်းနားမနေလို့စင်းနေတေချာလေးတော့ကြည့်ပေါ့နော်ကဲအားလုံးပဲကျွန်တော်ကိုမကြီးတွေအဆင်ပြေကြပါစေဗျာ9-6ခွန်စီနီယန်လေးမစိုးဘူးဗျာနော်ကဲအားလုံးပဲဒီလောက်ပါပဲဗျာပင်တူဆိုင်လေးနဲ့